ဘုသဘာသာကိုအနောက်တိုင်းသားတွေတန်းနစ်ချီပြီးတီးသွားစီခဲ့တဲ့စာအုပ်တူရှိခဲ့တဲ့ဆိုရင်ယုံမလားအန်ဟောစရာကောင်းတာကအဲ့ဒါဟာပေတကကျန်းကမဟုတ်ဘူးဗျာရှေးဟောင်းပေးစာပရောပိုင်လည်းမဟုတ်ပါဘူးအဲ့ဒါက Victoria Gate ကအင်္ဂလိပ်လူမျိုးတယောက်ရေးခဲ့တဲ့ကြပြတပုတ်ဖြစ်နေခဲ့တယ်အဲ့ဒီတော့မေးစရာရှိလာပြီ Victoria Gate ကကြပြတပုတ်ကဗုဒ္ဓဘာသာတဲ့ကဘာမှာလူအများဆုံးဖတ်တဲ့မိတ်ဆက်စာအုပ်ဘယ်လိုဖြစ်သွားတာလဲဟုတ်ပါရဲ့ဒီနေ့အဖြေရှာချင်တာကအဲ့ဒီမိခုံးပါရဲ့တာမန်ကြပြလေးတပုတ်ကနေကဘာကျော်သွားတဲ့သူ့ရဲ့အံ့ဩစရာဇာတ်လမ်းကိုတစ်ချက်လောက်ကြည့်ကြရအောင်တဲ့အောင်မြင်မှုကဘယ်လောက်ထိကြီးမားလဲဆိုရင်အင်္ဂလန်နဲ့အမေရိကနှစ်နိုင်ငံတည်းမှာတင်အကြိမ်ကြိမ်ပြန်ရက်ရပြီးအုတ်ရည်တန်းကျော်ရောင်းခဲ့ရတယ်စဉ်းစားကြည့်လေ19ရာစုမှာအုတ်ရည်တန်းဆိုတာတကယ်ကိုမယုံနိုင်စရာကိန်းကနာမဲဗျာရောင်းအားကောင်းတာတခုတည်းမဟုတ်ဘူးနော်ယဉ်ကျေးမှုဘက်မှာလေတော်တော်လေးတက်ရောက်မှုရှိခဲ့တယ်ကဘာကျော်တွေးခေါ်ရှင်ကြီးလေးဖြစ်တဲ့ဂန်ဒီတို့တော်စထရိုင်းတို့လိုပုဂ္ဂိုလ်တွေတောင်ဒီကြပြကိုအထူးတလဲချီးကျူးခဲ့ကြတယ်အတဆုံးကတော့ American မှာဆိုလေသူတို့ရဲ့ဂန်ဒဝင်းစားပဲထိခဲ့ McDwin ရဲ့ Huckleberry Finn ထက်တောင်ဒီကြပြကပိုရောင်းရတယ်ဆိုတာပဲကဲဒီလောက်ထိဩဇာကြီးတဲ့လက်ရကိုဘလို့လူမျိုးကရေးခဲ့တာလဲဖန်တီးခဲ့တဲ့သူအကြောင်းကိုသိလိုက်ရင်ဒီကြပြဘာလို့ဒီလောက်အောင်မြင်သွားလဲဆိုတာကိုပို့ပြီးသဘောပေါက်သွားပါလိမ့်မယ်ဒီကြပြကိုရေးခဲ့တဲ့သူကတော့ဆာအက်ဒဝင်းအာနိုပါသူကတာမန်ကြပြဆရာတယောက်တော့မဟုတ်ခဲ့ဘူး Oxford တက္ကသိုလ်ကအပွေရထားတဲ့ပညာတတ်တဲ့ရောပြီးတော့အိန္ဒိယနိုင်ငံမှာအကြောင်းအုပ်ကြီးအဖြစ်နှစ်တော်ကြာတာဝန်ထမ်းဆောင်ခဲ့တဲ့သူပေါ့ဆိုတော့အရှိတိုင်းရဲ့ယဉ်ကျေးမှုတွေတွေးခေါ်ပုံတွေကိုတိုက်ရိုက်ထိတွေ့ခဲ့ရတဲ့သူရဲ့အတွေ့အကြုံတွေကပဲဒီကြပြကိုမွေးဖွားဖို့အဓိကတွန်းအားဖြစ်လာခဲ့တာပါသူခေတ်ထုခါကအခြေအနေကိုလည်းနည်းနည်းလောက်မြင်အောင်ကြည့်ဖို့လိုပါတယ်အဲဒီတုန်းကအနောက်နိုင်ငံတွေမှာလေဗုဒ္ဓဘာသာကိုတော်တော်လေးအမြင်လွဲနေကြတာတချို့ကဆိုဒါကိုအညာအလုံးကိုလက်ခံမထားတဲ့အလုံးဟာအလကားပဲလို့ပြောရင်သူ့ညဝါဒဆိုပြီးထင်ကြတယ်တချို့ကလည်းဒါကိုနားမလည်နိုင်တဲ့ထူးထူးဆန်းဆန်းဘာသာတရားတစ်ခုလို့ပုံဖော်ကြတယ်အာနိုကအဲ့လိုမရွေးနေတဲ့အမြင်တွေကိုပြောင်းလဲထိချင်ခဲ့တာပဲအဲ့ဒီလိုအမြင်လွဲနေတဲ့ပရိသတ်ကိုဗုဒ္ဓရဲ့တကယ်အနှစ်သာရကိုဘယ်လိုပြမလဲဒီနေရာမှာပဲအာနိုလေးရဲ့တော်တော်လေးထက်မြက်တဲ့အရေးသားဗျူဟာတစ်ခုထွက်လာပါတယ်သူ့ရဲ့လျှို့ရဲ့ချက်ကပေမှာလဲဆိုတော့စာအုပ်ရဲ့ခေါင်းစဉ်အောက်ကစာတန်လေးမှာပဲအိန္ဒိယဗုဒ္ဓဘာသာဝင်တူဦးမှခပြားဖြင့်ပြောပြသည်လို့တိတိကျကျရေးထားတယ်ဆိုရာကသူကအပြင်လူတယောက်အနေနဲ့လေလာသုံးသပ်ပြတာမျိုးမဟုတ်ဘူးဆက်လန်းကိုအတွင်းလူယုံကြည်ကိုးကွယ်သူတယောက်ရဲ့နှလုံးသားထဲကနေပြောပြတဲ့ပုံစံကိုရွေးချယ်ခဲ့လာပါအားနိုကိုယ်တိုင်ကလည်းသူရဲ့ဏ္ဍာန်မှာဒီအကြောင်းကိုရှင်းပြထားပါတယ်အာရှရဲ့အတွေးခေါ်လေးကိုအမှန်တကယ်နားရဲ့ခန်းစားခြင်းနဲ့ဆိုရင်အရှင်းတိုင်းသားတရားရဲ့ရှုထောင့်ကနေပဲကြည့်ရမယ်လို့သူယုံကြည်ခဲ့တာပေါ့အဲဒါကြောင့်ပဲဒီဇလန်ကိုဗုဒ္ဓဘာသာဝင်တူကပြန်ပြောပြတဲ့ပုံစံမျိုးနဲ့ရေးဖွဲ့ခဲ့တာပါဒီနီလန်ကဘာလို့ဒီလောက်ထိရောက်သွားလဲဆိုရင်အချက်၃ချက်ကြောင့်လို့ပြောလို့ရတယ်။တစ်အချက်ကတော့စစ်မှန်တဲ့အရှေ့တိုင်းသားတအုပ်ရဲ့ရှုထောင်ကိုရသွားတယ်။နှစ်ချက်ဘိုးလာရဲ့တောင်ကိုပြတိဟာဒီနဲ့နည်းနည်းတဲ့တသနာတွေကိုပြောတဲ့အခါမှာဒါတွေကထူးထူးဆန်းဆန်းနေမဟုတ်တော့ဘဲဇလန်ရဲ့တဘာဝကြတဲ့အစိတ်တန်တစ်ခုလို့ဖြစ်သွားစေတယ်။အဲ့ဒီအခါမှာတန္တရာလေချင်းလို့နည်းနည်းတဲ့ယူဦးရစတဲ့တောင်မှအနောက်တိုင်းစာဖက်တို့ရဲ့အတွက်အစိမ့်သက်သက်ကြီးမဖြစ်တော့ဘဲဇလန်ထဲမှာတဘာဝကြစီးမြော့သွားတော့တာပဲ။အဲ့ဒီလိုတွဲလူရဲ့ရှူတောင်းကလေးဇလန်ကိုတင်ဆက်လိုက်တဲ့အခါမှာတော့ဗုဒ္ဓရဲ့ပုံရိပ်ကိုယ်လိုင်းကအနောက်တိုင်းစာဖတ်သူတွေရဲ့အမြင်မှာလုံးဝကိုပြောင်းလဲထွားတော့တာပါပဲစဉ်းစားကြည့်လေအရင်ကသူတို့သိတဲ့ပုံရိပ်ကတန်ကြားရေးဆန်ဆန်နားလည်အားချက်တဲ့ကျန်းကန်နေတဲ့ကဗုဒ္ဓအခုအာနုပြလိုက်တာကလူသားဆန်တဲ့ကိုချင်းစာလို့ရတယ်လေးစားအားကြားစရာမြင့်မြတ်တဲ့သူရဲ့ကောင်းတဲ့ရောက်ပို့ပြီးရှင်းအောင်ပြောရင်အနောက်တိုင်းသားတွေရင်းနှီးပြီးသားဖြစ်တဲ့တမိုင်းတဲ့ကယေရှုပုံစံနဲ့နှိစက်သွားတယ်အဲ့ဒီတော့သူတို့တွေပိုပြီးနားလဲရလွဲသွားတယ်ပိုပြီးလဲကြည်ညိုလေးစားစီဝင်သွားစေခဲ့တာပေါ့ဒါမဲ့ဒီလိုထူးခြားတဲ့ချွင်းကပ်မှုကအောင်မြင်မှုကိုယူဆောင်လာပြီးဒီလိုပဲအားလုံးကတော့လက်ခုပ်တီးပြီးကြိုးဆူခဲ့ကြတာမဟုတ်ဘူးဗျာတော်တော်လေးပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့လည်းကြုံခဲ့ရပါတယ်အရင်ဆုံးတွေ့ရအောင်မြင်မှုကိုပဲကြည့်အောင်ဒီကြပြဟာကဘာအနှံ့ကိုတကယ်ကိုအရှိန်နဲ့ဖြန့်သွားတာဥရောပဘာသာစကားပေါင်းစုံကိုအလင်းအမြန်ပြန်ဆိုကြတယ်အဲ့ဒီနဲ့အော်ပရာတွေဖြစ်ကားကြတယ်ရုပ်ရှင်တွေဖြစ်ရိုက်ကြတယ်အဲ့ဒီလောက်အထီကိုဖြစ်သွားတာဒါမဲ့အားလုံးကတော့သဘောမကျခဲ့ကြဘူးပေါ့ဝေဖန်မှုကအဓိကအထင်နှစ်ဖက်ကလာရဲ့တစ်ဖက်ကအရှိတိုင်းပညာရှင်တွေသူတို့ကဘာပြောလဲဆိုတော့အာနိုးကဗုဒ္ဓရဲ့နည်းနည်းတဲ့တရားတွေကိုလူကြိုက်များအောင်လွယ်အောင်လုပ်ရင်းနဲ့အတိတ်ဘယ်တွေလွဲကုန်တယ်လို့ဆွဆွဲကြတယ်နောက်တစ်ဖက်ကတော့ဘာသာရေးကိုင်းဆိုင်တဲ့ခရစ်ယာန်တွေပေါ့သူတို့ကကျတော့ဗုဒ္ဓကိုယေရှုနဲ့နိုင်ရှင်တာဟာသူတို့ရဲ့ယုံကြည်မှုကိုမလေးမစားလုပ်တာပဲဆိုပြီးပြင်းပြင်းထန်ထန်ကိုကန့်ကွက်ကြရောဒီလိုအငင်းပွားစရာတွေရှိခဲ့ပေမဲ့လည်းအာရှတိုက်ဤအလင်းရောင်ကဘာကြီးကိုခြံထားခဲ့တဲ့အမွေအနှစ်ကတော့
တကယ်ကိုငင်းလို့မရအောင်ကြီးမားခဲ့ပါတယ် ပြောရရင်တော့ဒီကဗျာဟာအရှိတိုင်းရဲ့နန်းနဲရဲ့အတွေးခေါ်နဲ့အနောက်တိုင်းရဲ့စူးစမ်းလို့စစ်ကိုစစ်တွေပေးလိုက်တဲ့စာပေတရားကြီးတစ်ခုဖြစ်သွားခဲ့တယ်။လူတန်ပေါင်းများစွာအတွက်ဗုဒ္ဓဘာသာဆိုတာဘာလဲဆိုတာကိုစပြီးသိခွင့်ရတဲ့ဝင်းပေါက်တစ်ခုဖြစ်ခဲ့တယ်။ပြီးတော့အနောက်နိုင်ငံဒီမှာဗုဒ္ဓဘာသာရဲ့ချစ်တဲ့ပုံရိပ်ကိုအခိုင်အမာပုံဖော်ပေးခဲ့တဲ့လက်ရတစ်ခုဖြစ်သမိုင်းမှာကြံရစ်ခဲ့ပါတယ်။ဒီဇလန်တစ်ခုလုံးကနောက်ဆုံးမှစဉ်းစားစရာမေးခွန်းတစ်ခုခြံထားခဲ့ပါတယ်။အာနိုရဲ့ကဗျာလိုတဲ့ယဉ်ကျေးမှုတစ်ခုကိုနောက်တစ်ခုစီတရားထိုးပေးတဲ့အခါမှာမလွဲမသွေဆုံးရှုံးသွားရတဲ့မူရင်းအနှစ်သာရတွေရှိနိုင်မလားဒါမှမဟုတ်အဲ့ဒီလိုတရားထိုးပေးလိုက်လို့ရလာတဲ့အမြင်သစ်တွေနားလည်မှုအသစ်တွေကတော့ဘယ်လောက်ထိတန်ဖိုးရှိနိုင်မလဲ